အခုကြည့်နေတဲ့သူတွေထဲမှာရှင်း application ကနေဝေစားတွေဝယ်တဲ့သူတွေရှိလားကျွဲကိုယ်တိုင်လဲရှင်းကနေပဲဝယ်တယ်ပေါ့နော်အဲ့တော့ကျမနဲ့တူတူဆက်ပြီးတော့လောင်ကြလိုက်တော့ခုကရှင်း application ပေါ့နော်ဒီအဝေစားတွေဖက်နက်တွေအိတ်တွေအကုန်လုံးရောင်းတဲ့ app ကဆိုလို့ရှိရင်သူကအခုဆိုလို့ရှိရင်တရားစွဲဆိုခြင်းခံထားရတယ်။ဘာဖြစ်လို့လဲဆိုတော့ပေါ့နော်သူ့ရဲ့ဒီအဝေစားတွေဖက်နက်တွေအိတ်တွေမှာဆိုလို့ရှိရင်ဒီဓာတုပစ္စည်းတွေပေါ့နော်ပါဝင်နေတာကိုတွေ့ရတယ်။သူတို့ကကြာရှည်ခံအောင်လို့ပေါ့နော်သူတို့ပြောထားတာဆိုလို့ရှိရင်ကွာဒီအလောင်းတွေမှာတုံးတယ်ကွာကြာရှည်ခံဆေးပေါ့နော်အဲ့လိုမျိုးဓာတုပစ္စည်းတွေကိုဆေးဝါးတွေကိုထည့်သုံးထားတယ်ဆိုပြီးတော့မှသူတို့ကိုတရားစွဲဆိုခြင်းခံရတယ်ပေါ့နော်။ပြောလို့ရှိရင်ကွာသူတို့တုံးထားတဲ့ပမာဏကတတ်မှတ်ချက်ထက်ကိုမှအရန်ကိုမှများနေတယ်ပေါ့နော်ဒါကြောင့်မလို့အဲ့ဒီရှင်း app ကနေဝယ်တဲ့အင်ဂျီအဝေစားတွေဆိုလို့ရှိရင်ကလေးငယ်တွေကိုလုံးဝမဝစ်ပေးဖို့အတွက်အကြံပြုထားတယ်ပေါ့နော်အဲ့ဒီဓာတုပစ္စည်းတွေကဆိုလို့ရှိရင်သူတို့ကအရေပြားပေါ်ရန်လာမှမနေဘဲနဲ့အရေပြားအတွင်းပိုင်းထဲအထိကိုဝင်ပြီးတော့မှကိုယ့်ရဲ့ဒီဟော်မုန်းတွေကိုဖျက်ဆီးပစ်နိုင်တယ်လို့လည်းပြောထားတယ်ပေါ့နော်သူပြောထားတာကဒီမှာပေါ့နော် formal height ဆိုတာတဲ့ main ကလေးတယောက်ရဲ့အဝတ်အစားနဲ့အလောင်းတွေကိုကြာရှည်ခံအောင်တရားဝင်ကန့်သက်ချက်ထားတဲ့ 3.5 စပို့တဲ့ဓာတုပစ္စည်းဖြစ်တယ်တဲ့နော် PFAS ကိုအဝတ်လျှော်ဆက်ကြောင့်ဖယ်ရှားနိုင်ပေမဲ့ formal height ကိုတော့လေမုတ်ဆက်နဲ့ပဲတုံအဝတ်လျှော်ဆက်ပဲတုံလုံးဝဖယ်ရှားလို့မရဘူးပေါ့နော်ပျက်စီးမှုကလည်းတဲ့တစ်ချိန်တစ်ခါမှမဖြစ်ဘူးတဲ့ထာဝရဓာတုပစ္စည်းတဲ့အမလေးကြောက်စရာကြီးနော်ကျမတို့အဲ့ဒါတွေကိုမသိပဲနဲ့တုံးနေတာပေါ့နော်အဲ့တော့ဒီအကြောင်းအရာတွေကိုတဲ့2022ခုနှစ်မှာတဲ့ပေါ့နော်ဒီ Greenpeace ဆိုတဲ့တက်ခွဲကန်းကနေရှင်ရဲ့အဝတ်စားတွေကိုတဲ့တရားဝင်စမ်းသပ်ပြီးချိုးဖောက်မှုတွေကိုတွေ့ရှိခဲ့ရပြီးတဲ့ရလက်တွေကိုလည်းထုတ်ပြန်ခဲ့ဘူးလေဒါပေမဲ့ရှင်ကတော့ဓာတုပစ္စည်းတွေကိုလည်းမဖယ်ရှားပစ်ခဲ့တယ်လို့အဝတ်စားတွေကိုလည်းမဖယ်ရှားပစ်ခဲ့ပဲထုတ်ကုန်တွေကိုပဲဖယ်ရှားပစ်ခဲ့တယ်တဲ့နော်ကဲဒါကြောင့်မို့လို့နော်တတိတော့ထားပေါ့နော်ဒါကလုံးဝကောလာဟာလာမဟုတ်ဘူးကိုခဲတွေရော Instagram တွေရောမှာရှာကြည့်လို့ရတယ်ပေါ့နော်ဒါကအမတယောက်တင်ထားပြီးလို့နော်ရွယ်ကပြန်ပြီးတော့မှ sharing လုပ်ပေးရဖြစ်ပါတယ်ရှင်နော်ကဲဒါကြောင့်မို့လို့ကိုတတိထားလို့ရအောင်လို့ပေါ့နော်တင်ပေးတာဖြစ်ပါတယ်ကဲအဲ့တော့ရှင်ကနေအဝတ်စားတွေဝယ်တဲ့သူတွေလည်းကိုကတတိလေးနဲ့ပေါ့နော်ဝယ်ပါကလေးငယ်တွေကိုလုံးဝမဝစ်စင်ပေးဖို့တိုက်တွန်းချင်ပါတယ်ရှင်